တော်ဘဝစကြောင်းလေးပေါ်ဗျာဘဝဘေးကြောင်းမလားလို့သာတိမ်တပါးကိုကျွန်တော်ကရောက်လာဒီနေ့မှမပြိုရှာလွမ်းရတဲ့ပြင်းမြမာဒီမှန်ကျပြည့်တဲ့ဒီနေ့မှအရောက်တော့ပြန်ခဲ့မေဗျာမွေးရမြေညာဖေမေတို့စီသားပြန်မေဗျာတားလေးလီမပြောပါဘူးရှိမှန်ချက်တွေပြည့်တော့ပြန်ခဲ့မှာလွမ်းလေးတွေတီးဖွေးလူတာကျွန်တော်လီလွမ်းရဦးမှာကျွန်တော်ဘဝစကြောင်းလေးပေါ်ဗျာဘဝဘေးကြောင်းမလားလို့သာတိုင်းတစ်ပါးကိုကျွန်တော်ကရောက်လာဒီနေ့မှမပြိုရှာလွမ်းရတဲ့ပြင်းမြမာဒီမှန်ကျပြည့်တဲ့ဒီနေ့မှအရောက်တော့ပြန်ခဲ့မေဗျာမွေးရမြေညာဖေမေတို့စီသားပြန်မေဗျာတားလဲလီမပြောပါဘူးရီမှန်ချက်တွေပြည့်တော့ပြန်ခဲ့မှာလွမ်းလာပေါ်ဖေဖေမေမေတိုင်းတစ်ပါးကလွမ်းလူနေဒီနေ့မှမပြောပေညီညိုတိုင်းစုလွမ်းနေဖေဝါရီမိုးကျူသာလို့နေပေမန်းသမျှမကြီးရဲ့ပါလေကျေးဇူးရှင်မိဘနှစ်ပါးတွေစက်ခွင့်ရှိတော့ရင်မာပီတီတွေတီးဖွေးလူတာကျွန်တော်လီလွမ်းရဦးမှာကျွန်တော်ဘဝစကြောင်းလေးပေါ်ဗျာဘဝဘေးကြောင်းမလားလို့သာတိုင်းတစ်ပါးကိုကျွန်တော်ကရောက်လာဒီနေ့မှမပြိုရှာလွမ်းရတဲ့ပြင်းမြမာဒီမှန်ကျပြည့်တဲ့ဒီနေ့မှအရောက်တော့ပြန်ခဲ့မေဗျာမွေးရမြေညာဖေမေတို့စီသားပြန်မေဗျာတားလဲလီမပြောပါဘူးရီမှန်ချက်တွေပြည့်တော့ပြန်ခဲ့မှာလွမ်းလာပေါ်ဖေဖေမေမေတိုင်းတစ်ပါးကလွမ်းလူနေဒီနေ့မှမပြောပေညီညိုတိုင်းစုလွမ်းနေဖေဝါရီမိုးကျူသာလို့နေပေမန်းသမျှမကြီးရဲ့ပါလေကျေးဇူးရှင်မိဘနှစ်ပါးတွေစက်ခွင့်ရှိတော့ရင်မာပီတီတွေ